အားလုံးပဲမင်္ဂလာပါ App Network ကနေကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တို့ Operation System အကြောင်းကိုနည်းနည်းလေးပြောကြရအောင် Operation System ဆိုတာဘာလဲပေါ့နော် Operation System ဆိုတာကကျွန်တော်တို့ပတ်ဝန်းကျင်မှာ Operation System နေအများဆုံးသုံးပြုကြတာကဘာလို့ထင်လဲဆို Android iOS တွေ Computer တွေဒါတွေအကုန်လုံးက Operation System နဲ့ဆက်စပ်နေတယ်Operation System ဆိုတာကျွန်တော်နားလည်လွယ်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့မှာ hardware ရှိမယ်ဖုန်း computer laptop desktop ဒါတွေအကုန်လုံးက hardware အနေနဲ့ပဲရှိသေးတယ်ဒါကြီးကိုတစ်ခုလုံး power ဖွင့်လိုက်ရုံနဲ့လည်းကျွန်တော်တို့က computer ကိုစသုံးလို့ရတာမဟုတ်ပါဘူးဒီတော့ကျွန်တော်တို့က computer တစ်လုံးကိုအသုံးပြုဖို့ဆိုရင် computer တစ်လုံးမှာဘာတွေပါလဲဆိုတော့ကိန်းဂဏန်းတွေတွက်ရှက်မယ်ကျွန်တော်တို့ဒီ 3D rendering တွေလုပ်မယ်ဓာတ်ပုံတွေရိုက်မယ်ဒါဖုန်းတွေမှာလည်းအတူတူပါပဲเนาะဒီတော့ operation system တစ်ခုက user နဲ့ဒီ hardware တွေကြားထဲမှာနားလည်လွယ်အောင်လို့ခြားခံအနေနဲ့ဘာသာပြန်ပြီးတဲ့ system အဖွဲ့အစည်းဆိုလည်းမမှားဘူးเนาะနောက်တစ်ခုကကျွန်တော်တို့ကဒီ hardware တွေမှာ CPU usage ဘယ်လောက်ရှိတယ်လဲဟောဒီ CPU heat ဘယ်လောက်ရှိတယ်လဲပြီးရင် storage device တွေရဲ့ပမာဏဘယ်လောက်ရှိတယ်လဲဒီ storage device တွေမှာ application တွေက software တစ်ခုနဲ့တစ်ခုမှာဘယ်လောက်ပမာဏတွေယူသုံးထားလဲဒါတွေအကုန်လုံးကို operation system အားပဲပြပေးနိုင်တယ်ပေါ့ဒါကျွန်တော်တို့ကိုယ်တိုင်တွားရောက်ဖွင့်ကြည့်လို့လည်းမရဘူးဒါ user ကနေပြီးတော့ကျွန်တော်တို့ကတော့ set ကတော့ကျွန်တော်တို့ပိုင်တယ်ဒါပေမဲ့ operation system ကိုကျွန်တော်တို့ပိုင်ဆိုင်တာမဟုတ်ဘူး operation system ကိုဖွဲ့စည်းထားတဲ့ဒီ programmer အစုအဝေးပေါ့နော်ဒီ program အစုအဝေးပေါ့ဒီ program အစုအဝေးကနေပဲ operation system ကအလုပ်လုပ်တာဖြစ်တယ်ဥပမာအားဖြင့်ကျွန်တော်တို့ကဒီ computer တစ်လုံး notebook ဖုန်းတစ်လုံးဖွင့်ဖို့အတွက်ဆိုပထမဆုံး power button ကိုနှိပ်တယ် power button နှိပ်လိုက်လို့ရှင်ပထမဆုံးအလုပ်လုပ်တဲ့ process ဒီကျွန်တော် BIOS ထဲမှာထည့်ထားတယ် computer မှာဆို UEFI system BIOS ပေါ့ဒီထဲမှာရှိတဲ့ boot လုပ်ထားလေးကပထမဆုံးနိုးလာတယ်ဒီ boot လုပ်တာလေးကဘယ်နေရာကိုသွားလဲဆိုရင်ကျွန်တော်တို့ရဲ့ boot partition မှာเนาะကျွန်တော်တို့က boot partition ကဘယ်မှာတင်ထားလဲ Windows မှာဆိုရင်ကျွန်တော် C data ဒီ head ရဲ့ဘယ်နေရာမှာ state ပေါ့ Windows state ရဲ့ boot partition ကိုအရင်ဆွဲယူတယ်ဆွဲယူပြီးတော့မှကျွန်တော် computer ရဲ့ CPU ကိုအသုံးပြုပြီးတော့ဒီ post အနေနဲ့ဒီ Windows operating system တက်လာတယ်နောက်တစ်ခုက Xiaomi တို့ Huawei တို့ဒီလို operation system တက်ဖို့အတွက်သူ့ရဲ့ UI နဲ့သက်ဆိုင်တဲ့boot လောက်ထားလေးကနေပြီးတော့အလုံးလုပ်ပြီးတော့ဒီ operation system ကြီးတစ်ခုကိုမြင်ရတာပေါ့နော်ဒီတော့ operation system ကျွန်တော်တို့ပတ်ဝန်းကျင်မှာဘာတွေရှိလဲပေါ့ operation system ဒီကျွန်တော်တို့ပတ်ဝန်းကျင်မှာ Linux ရှိမယ် Windows ရှိမယ် Mac OS ဆိုတာရှိမယ်နော်ဒါတွေရှိမယ်တခြားသော operation system တွေဒီအများကြီးပဲရှိပါသေးတယ် Linux မှာဆို operation system ပေါင်းက600ကျော်လောက်ကို develop လုပ်ထားတယ်ပေါ့အကုန်လုံးဒီ Linux desktop ပေါင်းက600ကျော်ရှိတယ် Windows မှာဆိုရင်လည်း Windows ကအခုချိန်ကြီးဆို Windows 11 ထိထွက်ထားပြီးသွားပြီနော် Windows ကလည်းသူ့ရဲ့ operation system Windows 10 operation system ရှိမယ် Windows 11 operation system ရှိမယ်ဒီတော့ operation system တွေအဆင့်မြင့်တယ်မှုကောင်းလာလေ user နဲ့ဒီ hardware တွေ software တွေကြားမှာ control လုပ်နိုင်တဲ့စွမ်းရည်ပေါ့ဒီ security တွေကအစပုံမကောင်းမွန်လာတယ်ဒါဆိုရင် operation system မှာဆိုရင် Windows က close ဆို Linux က open ဆိုကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်နေရတဲ့ operation system ဒီမှာဆိုရင် Android မှာတင်ထားတဲ့ operation system တွေဒီ Linux ကနေပေါ်မှာတင်ထားတဲ့ operation system တွေပဲဖြစ်ပါတယ် Windows operation system က user friendly ဖြစ်တယ် Linux operation system ကဒီ developer တွေပေါ့နောက်ဆုံးဒီ professional experience နဲ့အသုံးပြုမဲ့နည်းပညာသမားတွေအတွက်ဆိုရင် Linux operation system expert ဖြစ်ဆုံးပေါ့နော်ဒီတော့ကျွန်တော်တို့ကဒီ Office တွေရုံးသုံးနေအသုံးပြုမယ်ဆို Windows operation system ကိုနားလည်ဖို့လိုတယ်ဒီတော့ Windows OS ကိုနားလည်ရမယ်နောက် Android အသုံးပြုတဲ့သူတွေဆို Android OS ကိုနားလည်ရမယ် operation system မှာဘာတွေပါလဲဆိုကျွန်တော် file တွေကိုအစုအဝေးလေးတွေသူ့အကန့်လေးနဲ့သူခွဲခြားထားတာရှိတယ်နောက်ဖုန်းမှာဆိုအလန်း file တို့ကျွန်တော်အလန်းမီရဲ့ process နဲ့ပတ်သက်တဲ့ဟာတွေကိုအလန်း file ထဲမှာတင်ထားတယ်နောက်တစ်ခုက data file တွေရှိမယ်ကျွန်တော်သွင်းလိုက်တဲ့ application ရဲ့ data တွေဒီ Android ဆိုတဲ့အောက်ကမှာ data တို့ OBP တို့အဲ့ဒီ file အောက်တွေမှာရှိမယ်ပေါ့နော်